ဘောလုံးဝါသနာရှင်တွေစောင့်မျှော်နေတဲ့ Score 90ရဲ့2025-26ရာသီကမ္ဘာအကောင်းဆုံးကွင်းလယ်တိုက်စစ်ကစားသမားတော့5စာရင်းထွက်ပေါ်လာခဲ့ပါပြီ။ဒီစာရင်းထဲမှာဘယ်သူတွေပါဝင်နေလဲတင်ထင်ထားတဲ့သူကောပါရဲ့လာခဲ့။နံပါတ်5ကနေစပြီးကြည့်လိုက်ရအောင်ဗျာ။နံပါတ်5ဂျုတ်ဘလင်ကန်နံပါတ်5မှာရှိနေတာကတော့ Real Madrid နဲ့အင်္ဂလန်အသင်းရဲ့အဖိုးတန်ရတနာဂျုတ်ဘလင်ကန်ပဲဖြစ်ပါတယ်။အသက်ငယ်ငယ်လေးနဲ့ကွင်းလယ်ကိုစိုးမိုးထားနိုင်တဲ့အပြင်ပါဝါပြည့်နဲ့ကစားတတ်တဲ့ပုံစံပြီးတော့အဆုံးသက်တေချာမှုတွေကြောင့်သူဟာဒီစရင်ရဲ့နံပါတ်5နေရာမှာမရှိမဖြစ်ပါဝင်လာခဲ့တာပါ။ဘာနေပြူးရဲ့မင်းသားလေးဟာအမြဲတမ်းစိတ်ချရတဲ့အဆင့်မှာရှိနေသေးပဲဖြစ်ပါတယ်။နံပါတ်4ဖာမင်လိုပတ်စ်ဆက်လက်ပြီးနံပါတ်4မှာတော့ဘာစီလိုနာနဲ့စပိန်အသင်းရဲ့လူငယ်ကျယ်ပွင့်ဖာမင်လိုပတ်စ်ရှိနေပါတယ်။ကွင်းတွင်းမှာမမောနိုင်မပန်းနိုင်ရုန်းကန်လှုပ်ရှားတတ်တဲ့ပုံစံနေရာလွတ်တွေကိုရှာဖွေပြီး area အပြင်ကနေအဝေးကန်ချက်တွေနဲ့ပြိုင်ဘက်ကိုချင်းချောက်နိုင်စွမ်းတွေကဖာမင်ကို2025-26ရာသီရဲ့အတောက်ပစုံကွင်းလယ်လူတွေထဲကတယောက်ဖြစ်စေခဲ့တာပါ။နံပါတ်3 Serge Gnabry ကဲနံပါတ်3နေရာကိုကြည့်လိုက်ရင်တော့အားလုံးပဲအံ့ဩသွားနိုင်ပါတယ်။သူကတော့ဘိုင်ယန်မြူးနစ်နဲ့ဂျာမနီအသင်းရဲ့အားထားရတဲ့ Serge Gnabry ပဲဖြစ်ပါတယ်။ဒီရာသီမှာကွင်းလယ်တိုက်စစ်နေရာကိုကောင်းကောင်းအသုံးချပြီးဖန်တီးမှုတွေဂိုးသွင်းယူမှုတွေနဲ့အတူဘိုင်ယန်ရဲ့တိုက်စစ်ကိုဥဆောင်နေတာကြောင့်နံပါတ်3နေရာအထိသတ်မှတ်ခြင်းခံခဲ့ရတာပါ။နံပါတ်2 Ryan Cherki နံပါတ်2မှာတော့ပရိသတ်တွေကိုအံ့အားသင့်စေမဲ့နာမည်တစ်ခုပေါ်ထွက်လာပါတယ်။သူကတော့ Manchester City နဲ့ပြင်သစ်အသင်းရဲ့ခြေစွမ်းပြကစားသမား Ryan Cherki ပဲဖြစ်ပါတယ်။ပက်ကွာဒီယိုလာရဲ့လက်အောက်မှာသူ့ရဲ့ပါရမီတွေဟာအထွတ်ထိပ်ကိုရောက်ရှိလာခဲ့ပြီးအမခန်းဘောလုံးဆွဲပြေးမှုတွေဖန်တီးမှုစွမ်းရည်တွေကြောင့်ဒီယာဒီရဲ့အကောင်ဆုံးကွင်းလယ်ဖန်တီးရှင်အဖြစ်နံပါတ်2အထိထိုက်ထိုက်တန်တန်တက်လန်းလာနိုင်ခဲ့တာပါ။နံပါတ်1 Bruno Fernandes နောက်ဆုံးမှာတော့2025-26ရာသီရဲ့ကမ္ဘာအကောင်ဆုံးကွင်းလယ်တိုက်စစ်ကစားသမားနံပါတ်1တရဖူကိုစောင်းနိုင်ခဲ့တာကတော့ Manchester United နဲ့ပေါ်တူဂီအသင်းရဲ့ကပတိန်Bruno Fernandes ပဲဖြစ်ပါတယ်။အသင်းအတွက်အမြဲတမ်းအသက်သွေးကြောဖြစ်ပြီးဖန်တီးမှုအများဆုံးဂိုးအခွင့်အရေးအများဆုံးဖန်တီးနိုင်သူအဖြစ်သမိုင်းစိုက်ထူနေတဲ့ Bruno ဟာ Score 90ရဲ့သတ်မှတ်ချက်အရလက်ရှိအချိန်မှာအကောင်းဆုံးကွင်းလယ်တိုက်စစ်ကစားသမားအဖြစ်ထိပ်ဆုံးကနေရပ်တည်နေခဲ့ပါပြီ။